တတိသားကိုသင်ခန်းစာပေးနိုင်ခဲ့တဲ့စင်ရဲသားကောင်လေးတဘာဝတရားတွေနဲ့ပြည့်နေတဲ့အလွန်ဝေးကွာလာတဲ့တောရွာလေးတစ်ရွာမှာရွာသူရွာသားတွေဟာအလွန်ကိုပဲရိုးရှင်းအေးချမ်းစွာနေထိုင်ကြပါတယ်။ဒီရွာလေးထဲမှာတော့အောင်လေးလို့ခေါ်တဲ့မိဘမိတ်ကောင်လေးတယောက်ရှိပြီးသူဟာသူ့ရဲ့အဖွားဖြစ်သူနဲ့အတူဟောင်းနှွမ်းနေတဲ့တဲအူလေးတစ်လုံးထဲမှာနှစ်ယောက်တည်းအတူတူနေထိုင်ပါတယ်။သူတို့ဘဝကအရန်ကိုစင်ရဲနှံပါပြီးတခြားသူတွေလိုတက်တာမရှိပေမဲ့လည်းမိဖြစ်သူအောင်လေးကတော့တကယ့်ကိုလုံလောက်ဝရိယရှိပြီးကြိုးစားပန်းစားနေထိုင်တဲ့ကလေးတယောက်ပါစိတ်ထားကောင်းသလိုသူ့အဖွားအပေါ်မှာလည်းအလွန်ကိုချစ်ခင်ကြိုးသေးပါတယ်။ဒါအပြင်အောင်လေးကရွာရိကလူတွေကိုဘာအကျိုးအမြတ်မှမမျှော်လင့်မိအမြဲတမ်းကူညီပေးတတ်သူလည်းဖြစ်ပါတယ်။ဒီလိုအချက်တွေကြောင့်ပဲရွာသူရွာသားတွေကအောင်လေးကိုသူတို့ရဲ့သွေးသားအရင်ချာသားသမီးတယောက်လိုကိုအချစ်ပုံနေကြတာပါ။နောက်နေ့မနက်ခင်းမှာတော့အောင်လေးဟာမနက်စောစောထထမင်းတဲပြီးသူ့အဖွားအတွက်ဟင်းလေးတွေကိုကိုယ်တိုင်ချက်ပြုတ်ပိုင်းဟင်းတွေကတော့ဟင်းသီးဟင်းရွက်ပြုတ်ကြက်ဥပြုတ်နဲ့အဖွားအကြိုက်ဆုံးဖြစ်တဲ့ငပိရည်ကျိုလေးပဲဖြစ်ပါတယ်။အိမ်နောက်မှာတော့သူဟာရွာကတာမန်ကျောင်းသားလေးကိုပဲကျောင်းတက်ဖို့ထွက်လာခဲ့ပါတယ်။ကျောင်းမှာတိုက်တိုက်ဝုန်းဝုန်းခန်းခန်းနာနာမရှိပေမဲ့လေအောင်လေးကတော့ပင်ပန်းတယ်လို့တခွန်းမှညှိညူခြင်းမရှိပဲစာကိုအင်တိုက်အားတိုက်ကြိုးကြိုးစားစားသင်ယူခဲ့ပါတယ်။ကျောင်းစင်းချိန်ရောက်တဲ့အခါမှာတော့အောင်လေးဟာအဖွားဖြစ်သူရဲ့ဝင်တော့ဝင်ပိုးတွေကိုကုညီဖြေလျှော့ပေးနိုင်ဖို့အတွက်ရွာတွေကလူတွေစွန့်ပစ်ထားတဲ့အမိုက်တွေတန်တိုတန်ဆတွေဓာတ်ခွက်တွေနဲ့ပလွန်းခွန်ဘူးခွန်တွေကိုလိုက်လံကောက်ယူပြီးပတ်စံရအောင်တွားရောင်းလေးရှိပါတယ်။အိုးဒီနေ့ရောတန်တိုတန်ဆတွေဓာတ်ခွက်တွေနဲ့ဘူးခွန်တွေအများကြီးရလာပါလား။မင်းကတော့တကယ်ကိုအလုပ်ကြိုးစားတဲ့ကလေးပဲကွ။မင်းရွယ်ကလေးတွေထဲမှာတော့မင်းတယောက်တည်းရပဲဘဝကိုဒီလိုကြိုးကြိုးစားစားရုန်းကန်ပြီးတန်တိုတန်ဆတွေလိုက်ကောက်နေတာငါတွေ့ဘူးတော့တယ်။ချီးကျူးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဦးလေးရာကျွန်တော်ဒါမျိုးမလို့ရင်ထမင်းဝယ်စားဖို့ရေဝယ်တောက်ဖို့တောင်ပတ်စံရှိမှာမဟုတ်ဘူးလေအဲ့ဒါကြောင့်မို့ကျွန်တော်ကတန်တိုတန်ဆတွေပစ္စည်းဟောင်းတွေလိုက်ကောက်ပြီးဦးလေးစီလာရောက်ရတာပါဝင်ငွေနဲတယ်ဆိုပေမဲ့ဒါဟာကျွန်တော်ရဲ့ကိုယ်ပိုင်ရွှေလဲစာလေးပါပဲကောင်းတယ်တူလေးမင်းဒီလိုတွေးရအရန်ကောင်းတယ်ဘာလို့လဲဆိုတော့အခုကိကကုံစည်းနှုံတွေကအရန်ကြည့်ရလေသုံးစရာပတ်စံတာမရှိဘဝကိုဖြတ်တန်းရတေချာပေါက်ပုတ်ခတ်ခဲမှာပဲဆက်ပြီးစူးစမ်းစမ်းမှာကွာနောက်ဆုံးမသွားနဲ့ဦးလေးကတော့မင်းကိုအားပြီးထောက်ခံတဲ့လူတွေတယောက်ပဲမင်းလိုစိတ်ထားကောင်းပြီးအလုပ်ကြိုးစားတဲ့ကလေးကတေချာပေါက်ထမင်းဝလင်စွာစားရမယ်လို့ဦးလေးယုံကြည်တယ်။ကျေးဇူးတင်ပါတယ်ဦးလေးဒါဆိုကျွန်တော်ပြန်လိုက်ပါအောင်မယ်။တကယ်တော့အောင်လေးရဲ့ဘဝကချောင်းမွေ့နေကြရတော့မဟုတ်ပါဘူး။နေ့စဉ်နေ့တိုင်းတနေ့လုံးမှာတနေ့စားရတဲ့ခက်ခဲတဲ့ဘဝမျိုးဖြစ်ပြီးအသက်အရွယ်ကြီးရင့်နေတဲ့အဖွားကိုလည်းပြုစုစောင့်ရှောက်နေရပါတယ်။အခုချိန်မှာအဖွားရဲ့ကျန်းမာရေးကလည်းတိတ်ပြီးအခြေအနေမကောင်းလာပါဘူး။အောင်လေးမှာတော့တငယ်ချင်းတယောက်ရှိပါတယ်။သူ့နာမည်ကဖုံးပြပါဖုံးပြရဲ့မိသားစုကတော်တော်လေးကိုချမ်းသာကြွယ်ဝကြပါတယ်။ဒါကြောင့်မို့လို့လေဖုံးပြဟာအောင်လေးကိုအမြဲတမ်းအထင်သေးတတ်ပြီးအနိုင်ကျင့်ပိုချတတ်ပါတယ်။အောင်လေးရဲ့ခံစားချက်ကိုနည်းနည်းလေးမှဂရုမစိုက်ပဲအရာရာတိုင်းမှာအနိုင်ကျင့်တတ်တာပါ။အိုးအောင်လေးရာလှုပ်ရှားလုပ်တွေအများကြီးရှိအောင်မရမလို့ဘူး။ဘာလို့များညစ်ပတ်နေတဲ့အမိုက်တွေသွားကောက်နေရလဲ။အရန်ကိုအောက်တန်းကြပြီးစုပ်ပြန်တော့မှာလေ။ဒါပြင်ရတဲ့ပတ်စံလေးနည်းနည်းလေးရဲ့မင်းလိုစင်းရဲ့တငယ်ကြီးတယောက်ရှိရာငါမျက်နှာဘယ်လောက်ပြက်ရလဲ။တော်ကြရွာလူတွေကငါ့ကိုမင်းနဲ့အစင်တန်းတူတွေလို့ထင်ကုန်ကြလိမ့်မယ်။ဒါပေမဲ့ပြောရမယ်ဆိုရင်လေဒီလိုအနာဂတ်မရှိတဲ့အလုပ်မျိုးကမင်းလိုဆင်းရဲပြီးမိဘမဲနဲ့ကောင်းနေပဲတက်မာရည်လေ။ငါနဲ့တော့နည်းနည်းလေးမှမတူပါဘူး။ငါဝတ်တဲ့အဝတ်စားတွေဆိုတာလှပပြီးခင်မိတဲ့ဟာတွေကြီးပဲ။သုံးစရာပတ်စံဆိုတာလည်းမပြတ်ဘူး။လိုချင်တာမှန်သမျှလည်းအကုန်ရတယ်။မင်းနဲ့ကွာပါဝတ်စရာအင်ကြီးအောင်ကောင်းကောင်းမရှိဘူး။မင်းရွာသူရွာသားတွေမရှက်ဘူးလား။အောင်လေးကအခုလိုမျိုးအထင်သေးခံရအနိုင်ကျင့်ခံရလောင်ပြောင်တရောခံရပြီးအပြင်းအထန်အနှောက်ယှက်ပေးခံရပြီးမဲ့လေဘယ်တော့မှပြန်လဲတုတ်ပြန်တာမျိုးမလုပ်ခဲ့ပါဘူးပြုံးပြီးသာရက်နေတက်ပြီးဖုံပြီးအပေါ်မှာအညိုးအာကာတမထားပဲထွက်သွားခဲ့ပါဘာလို့လဲဆိုတော့တခြားသူတွေကိုပြန်မတုတ်ပြန်မဲကောင်းတဲ့အရာတွေကိုလှုပ်ဆောင်ခြင်းဟာအကောင်းဆုံးပဲလို့အောင်လေးကယုံကြည်ထားလို့ပါဒါကြောင့်အောင်လေးဟာတီးခံပြီးသူ့ဝါသနာပါတဲ့အတိုင်းကျောင်းကြားတယောက်ဖြစ်လာဖို့အတွက်ပညာကိုပြီးဆုံးအောင်ကြိုးစားသင်ယူခဲ့ပါတယ်သူများတွေလိုဘာမှမရှိပေမဲ့လေအောင်လေးရဲ့နှလုံးသားကတော့ပြင်းပြတဲ့စိတ်အားထက်သန်မှုတွေသူ့အဖွားအပေါ်မှာထားတဲ့ကြီးမားရဲ့ကျေးဇူးတရားတည်တတ်မှုတွေနဲ့ပြည့်နေနေခဲ့ပါတယ်။တနေ့မှာတော့အောင်လေးဟာကျောင်းကအပြန်အိမ်အပြင်မှာမျက်နှာငယ်လေးနဲ့ဝမ်းနဲ့ပူစီစွာထိုင်နေခဲ့ပါတယ်။သူ့ရဲ့ညှိုးနှွမ်းနေတဲ့မျက်နှာကိုကြည့်ပြီးအဖွားဖြစ်သူကမြေးဖြစ်သူမှာစိတ်မချမ်းသာစရာကိစ္စတစ်ခုခုတေချာပေါက်ရှိနေရဲ့ဆိုတာကိုချစ်ချင်းသိလိုက်ပါတယ်။အောင်လေးအချစ်ဆုံးမြေးလေးဘာဖြစ်လို့လဲကွယ်ဘာလို့များတယောက်တည်းထိုင်ပြီးဝမ်းနေနေရလဲအကြောင်းကြောင့်ကဘလို့လဲဆိုတာအဖေကိုပြောပြစမ်းပါအောင်ကျွန်တော်ဘာမှမဖြစ်ပါဘူးဖွာရဲ့ဒါပေမဲ့ကျောင်းအတငယ်ချင်းတွေကကျွန်တော်မိဘမဲ့အမိုက်ကောက်တဲ့ကောင်ပြီးတော့ဆင်းရဲတယ်ဆိုပြီးဘာလို့များအမြဲတမ်းအထင်သေးနေကြလဲဆိုတော့နားမလည်နိုင်အောင်ဖြစ်နေလို့ပါ
အဲ့ဒါကြောင့်လေကျွန်တော်နဲ့ဘယ်သူမှမကစားချင်ကြဘူးအဖွားရဲ့အခုလူကြားလိုက်ရတော့အဖွားဖြစ်သူရဲ့ရှင်ထဲမှာမြေးလေးကိုတနာလို့အသေးရီကွဲမတက်ခံစားလိုက်ရပြီးမြေးဖြစ်သူအခုလိုကြုံတွေ့ရတဲ့အပေါ်အယမ်းကိုနာကျင်သွားခဲ့ပါတယ်အောင်လေးအဖွားပြောတာတိကျနားထောင်နော်မြေးလေးအထင်သေးခံရတယ်အနိုင်ကျင့်ခံရတယ်ဆိုရင်တော့မှမြေးလေးကတီးခံရမယ်နော်ပြီးတော့ကျောင်းပြီးရဲ့အထိပညာစူးစမ်းသင်ယူရမယ်နောက်တစ်ချိန်အနာဂတ်မှာမြေးလေးအတွက်ကောင်းမွန်တဲ့အနာဂတ်တစ်ခုရှိလာမယ်လို့အဖွားယုံကြည်ရဲ့အဖွားတို့ကစင်းရဲလို့ဝစ်စရာအဝိစားကောင်းကောင်းမရှိဘူးတခြားသူတွေလိုမိဘမရှိရဲ့မိဘမဲ့ကလေးဖြစ်နေရဲ့ဆိုရင်တော့အဲ့ဒါကအဓိကမဟုတ်ပါဘူးအရေးလည်းမကြီးပါဘူးကွယ်အရေးကြီးဆုံးကမြေးလေးလိမ္မာရေးချရှိရဲ့ကလေးကောင်းတစ်ယောက်ဖြစ်ဖို့ပဲဘသူကိုမှလည်းမနာလို့ဝင်တိုတာမျိုးမလုပ်နဲ့အရေးကြီးဆုံးကသူများပစ္စည်းကိုခိုးဝှက်တာမျိုးမကောင်းတဲ့အလုပ်တွေလုပ်တာမျိုးလုံးဝမလုပ်ရအောင်နော်အထင်သေးရဲ့စကားတွေကနာကျင်ရပြီမယ်လေမြေးလေးကတီးခံရမယ်နော်ဘာလို့လဲဆိုတော့စူးစမ်းအားထုတ်မှုရှိပြီးစိတ်ထားကောင်းတဲ့သူတွေအတွက်တီချာပေါက်ကောင်းမွန်တဲ့နေ့ရက်တွေဆိုတာရှိလာစမြဲမှုလို့ပါပဲကွယ်အဖွားဖြစ်သူရဲ့ဆုံးမစကားတွေကြောင့်အောင်လေးတယောက်အနှဲငယ်ဖြေသိမ့်နိုင်လာခဲ့ပါတယ်အောင်လေးကပြုံးပြီးအခုလိုပြန်ပြောလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ဖွားအဖွားပြောတဲ့အတိုင်းကျွန်တော်အကုန်လုံးလိုက်နာပါမယ်လူကောင်းတယောက်ဖြောင်နေပါမယ်လို့လည်းကတိပေးပါတယ်အဖွားရဲ့ဝင်ထုတ်ဝင်ပိုးတွေကိုဖြေလျှော့ပေးနိုင်ဖို့အတွက်ပတ်စံရှာဖို့ကိုလည်းတီးခံပြီးစူးစမ်းသွားပါမယ်သူတို့ရဲ့ဆိုးရွားတဲ့စကားတွေအထင်သေးတဲ့စကားတွေကျွန်တော်ဂရုမစိုက်တော့ပါဘူးဖွာအရန်ကောင်းနေမြေးလေးအဖွားမြေးလေးပေးမှာအမြဲတမ်းရှိနေပြီးမယ်ဆိုတာမှတ်ထားနော်ပြီးတော့မြေးလေးတီချာပေါက်လုံနိုင်မယ်ဆိုတာကိုလည်းအဖွားယုံကြည်တယ်အဖွားဖြစ်သူရဲ့အဲ့လိုနှစ်သိမ့်ပြီးရဲ့စကားတွေကအောင်လေးကိုအများကြီးသင်ခန်းစာရစီခဲ့ပါတယ်တခြားသူတွေလိုနှွေးထွေးရဲ့မိသားစုမရှိဘူးဆိုပေမဲ့လေအောင်လေးမှာတော့သူ့ကိုအမြဲတမ်းချစ်ခင်ပြီးထောက်ပံ့အားပေးနေတဲ့အဖွားတယောက်ရှိနေသေးပါပဲနောက်တနေ့မနက်စောစောမှာတော့အောင်လေးတယောက်ထုံးစံတိုင်းအိယာချပြီးအမိုက်တွေပစ္စည်းဟောင်းတွေကိုထွက်ကောက်ခဲ့ပါတယ်ဒီနေ့မှာတော့အောင်လေးဟာပစ္စည်းဟောင်းတွေအများကြီးကောက်ရခဲ့ပါတယ်အဲဒီပစ္စည်းတွေကိုရောင်းလို့ရှာလာမဲ့ပတ်စံနဲ့အဖွားအတွက်ကြက်သားလေးဝယ်ပြီးကြက်သားပြုတ်တိုင်မယ်လို့သူစိတ်ကူးထားတာပါဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ရက်တွေတလျှောက်လုံးအဖွားဖြစ်သူကဟင်းတီးဟင်းရွက်ပြုတ်နဲ့ငပိရီကိုပဲနေ့တိုင်းလိုစားနေကြရလို့ပါပဲလန်ကူလက်မှာတော့အောင်လေးဟာပျော်ပျော်ရွှင်ရွှင်စကားညက်ပြောနေကြတဲ့ဖုန်ပြေနဲ့သူ့တငယ်ချင်းတွေကိုတွေ့လိုက်ရပါတယ်အဲဒီခါမှာအောင်လေးကသူတို့ကိုအားကြတဲ့မျက်လုံးတွေနဲ့ငေးကြည့်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူဟာလေကလေးတယောက်ပဲလေအလုပ်တွေဘလောက်ပဲစူးစမ်းလုပ်နေပါစီတာဝန်တွေဘလောက်ပဲကြီးမားနေပါစီအောင်လေးရဲ့ရင်တွင်အနက်ဆိုင်ဆုံးနေရမှာတော့တငယ်ချင်းတွေနဲ့ပျော်ပျော်ပါပါကစားကျင်တဲ့ဆန္ဒလေးတွေရှိနေရပေါ့အခုလိုအမိုက်အကြီးကိုထမ်းပြီးတွားရောက်နေရတဲ့ဘဝမျိုးမဟုတ်ပဲဖုံးပြေလိုမျိုးလှပတရက်တဲ့အဝိစားအကောင်းလေးတွေဝစ်ချင်ခဲ့တာပါဟာအမိုက်ကောက်တဲ့ကောင်အောင်လေးပါလားမင်းရများဒီလိုညစ်ပတ်နေရဲ့အမိုက်အကြီးထမ်းပြီးငါတို့နဲ့လာကစားမယ်လို့တွေးနေရတာမင်းကိုမင်းလည်းပြန်ကြည့်ကောင်ဒီလောက်ညစ်ပတ်နေတာငါတို့ကတော့မင်းနဲ့မကစားနိုင်ဘူးကွနန်းစော်နေရပဲစီးရဲသားနန်းတွေနန်းနေရပဲဟုတ်တယ်မလားကွာတငယ်ချင်းတို့ဟုတ်တယ်နန်းစော်နေရပဲမင်းကိုကြည့်ရတာညစ်ပတ်နေရပဲကွာတော်ကြရွာလူတွေကငါတို့ကြည့်ပြီးမင်းလိုပဲအမိုက်ကောက်တဲ့ကလေးလိုထင်ကုန်ကြလိမ့်မယ်အောင်လေးကတော့တကုံးမှပြန်မပြောခဲ့ပါဘူးဒါပေမဲ့အခုလိုပြင်းပြင်းထန်ထန်အထင်သေးစော်ကားခင်ရပြီးအနိုင်ကျင့်ခင်ရတာကအောင်လေးကိုအလွန်ပဲဝမ်းနဲ့ကြည်ကွဲစီခဲ့ပါတယ်အောင်လေးကအရန်ကိုဝမ်းနဲ့သွားခဲ့ပြီးမိဘာတကူမှပြန်လေတုတ်ပြန်တာမျိုးမလုပ်ခဲ့ပါဘူးခေါင်းကအမိုက်အိတ်ကိုထမ်းပြီးမျက်ရည်လေးတွေစီးကြရင်းနဲ့တိတ်တိတ်ဆိတ်ဆိတ်ပဲဖြတ်လျှောက်သွားခဲ့ပါတယ်ဒါပေမဲ့လည်းအောင်လေးကသူတို့အပေါ်နားလေပေးဖို့ကြိုးစားပြီးဒီအခြေအနေကိုတီးခံနိုင်ဖို့သာကြိုးစားခဲ့ပါတယ်အဲဒီနောက်ရေးစိတ်နားမှထိုင်ရင်ပုံပြင်းနဲ့သူ့တငယ်ချင်းတွေပြောခဲ့တဲ့စကားတွေကိုပြန်တွေးမိတဲ့အခါအောင်လေးရဲ့ရှင်ထဲမှာအထီးကျန်ဆန်မှုကိုခံစားလိုက်ရပါတယ်ဒါပေမဲ့ဘလောက်ပဲဝမ်းနဲ့နေပါစီအောင်လေးကစိတ်တမကြခဲ့ပါဘူးအဲဒီစားသူ့ကိုယ်သူအခုလိုပဲအားပေးစကားပြောလိုက်ပါတယ်ငါဘယ်တော့မှစိတ်တမကြောက်တနေ့နေ့ကျရင်ငါဘဝလေးတေချာပေါက်ကောင်းလာရမယ်တခြားသူတွေလိုပူပန်စရာမလိုပဲစားနိုင်တောက်နိုင်သုံးနိုင်ဖို့အတွက်ငါဆောင်နဲ့တီချာတီယူမယ်အလုပ်ကိုလည်းကြိုးကြိုးစားစားလုပ်မယ်ငါအဖွားလေးငါအတွက်ခုံယူရစီမယ်ပြီးတော့ဘသူရဲ့စကားမှငါရဲ့အိမ်မက်တွေနဲ့ရီမန်းချက်တွေကိုလာဖြတ်စည်းရမျိုးငါလုံးဝအဖြစ်မခံဘူးအောင်လေးဟာဝမ်းနေစွာနဲ့အခုလိုပြောခဲ့ပေမဲ့သူ့ရဲ့ရှင်ထဲမှာတော့နောက်တစ်ချိန်အနာဂတ်မှာသူနဲ့သူ့အဖွားရဲ့ဘဝတီချာပေါက်ပိုကောင်းလာရမယ်ဆိုရင်မျှော်လင့်ချက်တွေရှိနေသေးပါပဲဒီနေ့မှာတော့အောင်လေးကဖုံးပြေတို့အိမ်ရှိမှာအမိုက်ကောက်နေခြင်းနဲ့ဟောင်းနှံစုပ်ပြက်ပြီးပေါက်ပြင်းနေတဲ့အင်ကြီးဟောင်းတစ်ထည်ကိုအမတ်မတင်ကောက်ရခဲ့ပါတယ်အဲ့ဒါကဖုံးပြေရဲ့အင်ကြီးဟောင်းဖြစ်ဖို့များပါတယ်ဖုံးပြေအတွက်တော့အဲ့ဒီအင်ကြီးဟောင်းကစွန့်ပြစ်လိုက်ပြီးဖြစ်တဲ့အမိုက်တစ်ခုသာဖြစ်ပေမဲ့အောင်လေးအတွက်တော့အရန်ကိုအဖိုးတန်တဲ့ယတနာတစ်ပါးလိုဖြစ်နေခဲ့လို့အလွန်ပဲဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်။အိုး
ဒီအင်ကြီးလည်းအရန်လာပဲနည်းနည်းပေါက်ပြင်းနေရဆိုပေမဲ့လေပြန်ချုပ်ပြီးဖာသေးလိုက်ဝင်းလို့ရနေပြီလေဒါပေမဲ့ဒီအင်ကြီးဟာဖုံးပြီးရဲ့အင်ကြီးကောင်အသေးချပဲငါယူသွားပြီအခုတော့ငါလည်းသူများရဲ့လို့လှပတဲ့အင်ကြီးလေးဝေးရတော့မယ်အခုလိုပြောပြရနဲ့အောင်လေးကအချိန်ဆွဲမနေပဲအင်ကြီးလေးကိုယူကအင်ကိုဝမ်းသာအားရနဲ့ပြန်လာခဲ့ပါအိမ်ရောက်တာနဲ့အောင်လေးကသူကောက်ရခဲ့တဲ့စုပ်ပြင်းနေတဲ့အင်ကြီးလေးကိုတခြားသူတွေလိုလှပတဲ့အင်ကြီးလေးဝေးရတော့မယ်ဆိုတဲ့စိတ်လှုပ်ရှားမှုတွေနဲ့အမြန်ဖာထေးလိုက်ပါအောင်ရယ်နောက်ခဏနေပြီးတော့မှာပဲအခုတော့ငါမှလည်းလှပတဲ့အင်ကြီးလေးရှိသွားပြီငါချမ်းမှာမဟုတ်တော့ပြီးတော့ငါပို့ပြီးလဲချောလာတော့မှာပဲနောက်တနေ့မနက်စောစောမှာပဲအောင်လေးကအဟောင်းပစ္စည်းတွေကိုရှာဖွေဖို့အတွက်အိမ်ကနေထွက်လာခဲ့ပါဒီနေ့မှာတော့သူကိုယ်တိုင်ကောက်ရပြီးကိုယ်တိုင်ဂုံယူစွာနဲ့ပြန်ချုပ်ထားအင်ကြီးလေးကိုဝစ်ဆင်လာခဲ့ပါသူအင်ကြီးလေးကသူများတွေလောက်မလှပေမဲ့အောင်လေးတော်ဒါကသူ့ချွေးနေစာနဲ့ရထားတဲ့အဖိုးတန်ယတနာတစ်ပါးပါပဲလမ်းကူလက်မှာတော့အောင်လေးဟာဖုံးပြေးတို့အုပ်စုနဲ့စုံပါရယ်ဖုံးပြေးကအောင်လေးရှောက်လာတာကိုမြင်မြင်ချင်းပဲအောင်လေးဝတ်ထားတဲ့ဖာတီးချုံလွတ်ထားတဲ့စုပ်ပြပြအင်ကြီးဟာလွန်ခဲ့ရက်အနှင်းငယ်ကသူ့အမိုက်ပုံထဲလွှတ်ပြလိုက်တဲ့သူ့ရဲ့အင်ကြီးဟောင်းဆိုတာကိုချစ်ချင်းမှတ်မိသွားပါအမိုက်ကောက်တဲ့ကမီးကလှပရဲ့အင်ကြီးဝဲဝဲဖို့တောင်ပတ်စံမရှိလောက်စင်းရဲလွန်းနေပေါ့လေအဲ့ဒါကြောင့်ငါရဲ့အမိုက်ပုံကနန်စော်ရဲ့အင်ကြီးဟောင်းကိုယူပြီးဒီလိုဝစ်လာရပေါ့မင်းသူမြောက်မရှက်ဘူးလားအောင်လီရပြောရမယ်ဆိုရင်လေလူမစင်းရဲတော့ပတ်စံတပြားမှမရှိလို့အခုလိုအမိုက်ကောက်ရောင်းနေရတာလေငါတို့လိုလှပရဲ့အင်ကြီးတွေဝဲဝတ်ဖို့ဘယ်ကနေပတ်စံရှိမှလဲဟုတ်တယ်မလားဆိုယူဟုတ်ပါကွာပြောရင်းနဲ့တော့ငါယွန်လာပြီသူများကြီးလွတ်ပြလိုက်တဲ့ဟာတွေပြန်ယူဝစ်တဲ့ဒီလိုလူမျိုးတွေကတကယ်ကိုကြကောင်းတာပဲမင်းနဲ့မင်းရဲ့အဖတကယ်ကိုဘာမှမတတ်နိုင်လောက်စင်းရတာပဲမင်းရဲ့ဝေစာကိုကြည့်လိုက်အောင်ဘောင်းမီရလဲအဟောင်းကြီးပြီးတော့သူများပစ္စည်းဟောင်းကောက်ပြီးဖာတေးဝစ်နေရသေးတယ်မင်းဘွားလည်းရဟန်ကက်စီးနေရပဲဖြစ်ရမယ်မင်းကိုလှလှပပလေးဝစ်ဖို့တော့ပတ်စံမထုတ်ပေးနိုင်အောင်လေးတယောက်သူတို့နှစ်ယောက်ရဲ့ယွန်ရှာမုံတီးစွာနဲ့အထီသေးစော်ကားရဲ့စကားတွေကိုရှက်ပြီးနားထောင်နေကြရပါပေါက်ပြင်းနေတဲ့အပေါက်တွေကိုနေရအနှက်ဖာတီးချုပ်လုပ်ထားရတဲ့သူ့ရဲ့အင်ကြီးလေးကိုငုံကြည့်ပြီးပါးပြင်းနှစ်ဖက်ပေါ်မှာမျက်ရည်တွေစီးကျလာခဲ့ပါဒါပေမဲ့အောင်လေးဟာဘာမှမလုပ်ခဲ့ပါဘူးသူ့အဖွာတင်ပြီးဆုံးမထားတဲ့စကားတွေအတိုင်းတီးခံပြီးနေခဲ့ပါဖုံးပြင်းနေဆိုယူမင်းတို့ငါ့ကိုပြောတာတွေငါဂရုမစိုက်ပါဘူးငါတီးခံနိုင်ပါမင်းတို့လည်းငါဘာမှပြတ်မပြောပါဘာလို့လဲဆိုတော့မင်းတို့ပြောတာတွေအကောင်လုံးမှန်နေလို့ပါပဲဒါပေမဲ့မင်းတို့ကငါ့အဖွာကိုပြောဖို့ဘာခွင့်ရရှိလို့လဲငါ့အဖွာဆင်းရဲပြီးမချမ်းသာဘူးဆိုပေမဲ့ငါ့အဖွာလူကောင်းတယောက်ပါပြီးတော့ငါ့ကိုလည်းမြစ်တာအပြည့်နဲ့ပြုစုပြောထားပေးခဲ့တာမင်းတို့လိုချမ်းသာပြီးမာနာကြီးရဲ့သူတွေနဲ့မတူမင်းတို့ကသူများအပေါ်အမျက်ထုတ်တယ်အနိုင်ကျင့်တယ်တခြားသူတွေဘယ်လိုခံစားရမလဲဆိုတာနည်းနည်းလေးမှမတွေးဘူးအဲ့လိုပြောပြရနဲ့အောင်လေးဟာရှေ့ကိုဆက်ပြီးရှောက်သွားပါတော့တယ်အောင်လေးတယောက်လမ်းလျှောက်လာရင်မျက်ရည်တွေတဖြည်းဖြည်းစီးကျနေခဲ့ပါဒါပေမဲ့သူ့ကိုအမြဲတမ်းချစ်ပြီးစိုးရိမ်ပေးနေတဲ့အဖွားတယောက်ရှိနေသေးရဲ့ဆိုတာကိုတော့သူ့ရင်ထဲမှာခံစားသိရှိနေပါအိမ်ရှိမှာစောင့်နေတဲ့အဖွားဖြစ်သူကတော့မြေးဖြစ်သူရဲ့ဟန်အမူအရာနဲ့ပျော်ရွှင်မှုအရှိရောင်နည်းနည်းလေးမှမရှိဘဲညှိုးနွမ်းနေတဲ့မျက်နှာကိုကြည့်ပြီးသူ့မြေးလေးတီချာပေါအနိုင်ကျင့်ခံလာရပြီဆိုတာကိုချက်ချင်းပဲသိလိုက်ပါအချစ်ဆုံးမြေးလေးအောင်လေးရဲ့မြေးလေးအနိုင်ကျင့်ခံရပြန်ပြီမဟုတ်လားဒီကံမမြေးရဲ့အဲ့ဒီကလေးတွေကိုတွားပြီးပြန်မတုတ်ပြန်ပါနဲ့ပြဿနာတွားမရှာပါနဲ့မြေးလေးအခုလိုအနိုင်ကျင့်ခံနေရတာကိုမြင်ရတော့အဖွားလေးစိတ်မကောင်းကွယ်မြေးလေးရဲ့မိဘတွေသာတက်ရှိထင်ရှားရှိနေတယ်မြေးလေးရဲ့ဘဝကအခုလိုမျိုးခက်ခဲကြမ်းတမ်းနေမှာမဟုတ်ဘူးအဖွားကိုယ်တိုင်လည်းတခြားလူတွေလိုမြေးလေးကိုပျော်ရွှင်အောင်ထားနိုင်ဖို့ပစ္စည်းဥစ္စာတွေချမ်းသာကြွယ်ဝမှုတွေမှာမရှိတာကွယ်အဖွားဖြစ်သူရဲ့စကားတွေကိုကြားလိုက်ရတဲ့အခါမှာတော့အောင်လေးတယောက်သူ့ပေါ်ထားတဲ့အဖွားဖြစ်သူရဲ့နှဆိုင်လိုက်မြစ်တာတရားနဲ့စိုးရိမ်ပူပန်မှုတွေခံစားလိုက်ရပါတယ်အဖွားဘာမှစိတ်မပူပါနဲ့အများကြီးလည်းမတွေးပါနဲ့ကျွန်တော်ကတခြားကလေးတွေလိုကစားပေါ်တငယ်ချင်းတွေမရှိဘူးလှပရဲ့အဝိစာတွေမဝိရအောင်ဆိုပေမဲ့လေကျွန်တော်ဘယ်တော့မှအားငယ်ခြင်းမဝင်ခဲ့ဘူးအဖွားကျွန်တော်ဘလောက်ချစ်တယ်ဘလောက်စိုးရိမ်ပြီးဆိုတာကျွန်တော်သိပါတယ်ဒီလိုမျိုးအဖွားရှိနေရနေတယ်ကျွန်တော်အရန်ကိုပျော်ရွှင်နေပါပြီပြီးတော့ကျွန်တော်ဂရုပေးပါတယ်ကျွန်တော်စာကိုကြိုးကြိုးဆဆသိယူမယ်အဖွားကုံယူရတဲ့ကလေးတယောက်ဖြောင်နေမယ်နောက်တစ်ချိန်ကျွန်တော်တို့မြေးဖွားနှစ်ယောက်ဘဝကိုပို့ပြီးကောင်းမွန်လာဖို့အတွက်ပတ်စံရှာနိုင်အရာရာတိုင်းကိုစူးစမ်းလှုပ်ဆောင်သွားပါမယ်လို့ဂရုပေးပါတယ်မြေးဖြစ်သူရဲ့ဂရိစကားကိုကြားလိုက်ရတဲ့အခါဖွားကြိုတောင်မျက်ရည်တွေကြားကနေပြုံးလိုက်ပါတယ်အဲ့ဒီဂရိစကားလေးကပဲသူတို့ရဲ့မျောလင်းချက်တွေကိုအပြေအဝဖြည့်ဆည်းပေးလိုက်တယ်လို့ပါပဲဟောင်းနှွမ်းတဲ့တဲအုပ်လေးထဲမှာထိုင်ရပြီးမိသူတို့မြေအဖွားရဲ့နေအိမ်လေးကတော့ကြီးမားလာတဲ့ပျော်ရွှင်မှုတွေနဲ့ပြည့်နေနေခဲ့ပါတယ်ဒီလိုနဲ့အချိန်တွေကုန်လွန်သွားတဲ့အခါမှာတော့
အရင်တုန်းကအလုပ်တွေကိုပင်ပန်းစူးစမ်းလုပ်ခဲ့တဲ့ကလေးငယ်လေးအောင်လေးဟာအခုဆိုရင်တော့ရှီမန်းချက်ကြီးမာပြီးလုံလောက်ဝရိယရှိတဲ့လူပြိုပေါက်အရွယ်ကိုရောက်ရှိလို့လာပါပြီအခုဆိုရင်အောင်လေးတယောက်ရွာမှာအထက်တန်းကိုအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်အောင်လေးကစားကိုစူးစမ်းတယ်တော်တယ်ပြီးတော့အစင်တင်နဲ့အမှတ်ကောင်းကောင်းရခဲ့တဲ့အတွက်မြို့ကြီးမှာရှိတဲ့တက္ကသိုလ်မှာဆက်လက်ပညာသင်ကြားဖို့ပညာသင်ဆုကိုပါရရှိခဲ့ပါတယ်အောင်လေးအချစ်ဆုံးမြေးလေးအထက်တန်းအောင်တဲ့အပြင်မြို့ကြီးမှာဆက်ပြီးပညာသင်ဖို့ပညာသင်ဆုပါရလာတဲ့အတွက်အဖွာမြေးလေးအတွက်ရန်ကိုဂုဏ်ယူတာပဲကွယ်ဘာပဲဖြစ်ဖြစ်မြေးလေးကအခက်ခဲတွေကိုတီးခံကြောဖြတ်ပြီးဘွဲရတဲ့အထိပညာကြိုးစားသင်ယူရမယ်နော်ပြီးရင်အဖွာဂုဏ်ယူဝင်ကြွားနိုင်အောင်ဘွဲလက်မှတ်ကြီးယူလာခဲ့ပေးရမယ်နော်ဟုတ်ကဲ့ပါဖွာကောင်းမွန်တဲ့အနာဂတ်တစ်ခုအတွက်ကျွန်တော်စာကိုကြိုးစားသင်ပါမယ်လို့ခရီးပေးပါတယ်နောက်တစ်ချိန်ကျရင်အဖွာနဲ့ကျွန်တော်တက်နေရတော့မှာပါဒါပေမဲ့စဉ်းစားကြည့်လေကျွန်တော်မြို့ကြီးကိုသွားပြီးစာမတင်ခြင်းလေးဖြစ်နေရဲ့ဖွာဘာဖြစ်လို့လဲမြေးရဲ့အဲ့ဒါမြေးလေးရဲ့အနာဂတ်လေမြေးလေးရဲ့ကောင်းမွန်တဲ့အနာဂတ်အတွက်အဲ့ဒီအခွင့်အရေးအရယူရမှာပေါ့ကွယ်ကျွန်တော်သာသွားရရင်အဖွာဘယ်သူစောင့်ရှောက်မလဲကျွန်တော်မှာကျွန်တော်ချစ်တဲ့အဖွားတယောက်ပဲရှိရလေအဲ့ဒါကိုကျွန်တော်ပို့ပြီးတွေးပူနေရကျွန်တော်သာသွားလိုက်အဖွာဘယ်သူကကြည့်ရှုစောင့်ရှောက်ပေးမှာလဲသွားပါမြေးရဲ့အဖွာအတွက်ဘာမှစိတ်မပူပါနဲ့အဖွာကျမ်းမာရေးကောင်းပါတယ်ကိုလည်းကြည်ရှုစောင့်ရှောက်နိုင်ပါတယ်မြေးလေးသွားရမှာ4နှစ်သေးပါတိတ်ကြတဲ့အချိန်မှမဟုတ်တာမြေးလေးဘက်ကစားကိုသာကြိုးစားသင်ဖို့နဲ့အဖွာကိုပြီးထားတဲ့ကတိကိုမမေ့ဖို့ပဲလိုတာပါမြေးဖွားနှစ်ယောက်စကားပြောပြီးရဲ့နောက်မှာတော့အနားယူခဲ့ကြပါတယ်ရက်အနှဲငယ်ကြာပြီးရဲ့နောက်မှာတော့အောင်လေးဟာမြို့ကြီးကိုရောက်ရှိလို့လာခဲ့ပါပြီဒါကြောင့်အောင်လေးဟာအဖွားရဲ့ဝင်ပိုးတွေကိုဖြေလျှော့ပေးဖို့အတွက်ပညာသင်ကြားရေးနဲ့အချိန်ပိုင်းအလုပ်တွေလုပ်ရင်းနဲ့သစိမ်းပြင်ပတ်ဝန်းကျင်တင်မှာအသားကျအောင်ကြိုးစားနေထိုင်ခဲ့ရပါတယ်။ငါတီချာပေါက်လုံနိုင်ရမယ်။အဖွားကိုပြန်လဲပြုစုစောင့်ရှောက်နိုင်ဖို့အတွက်ငါဘွဲရတဲ့အထိကြိုးစားသင်ယူရမယ်။အခုချိန်အဖွားများဘလို့နေရှာမလဲမသိပါဘူးလေ။အောင်လေးတယောက်အဖွားဖြစ်သူကိုလမ်းစွတ်တန်းတားတဲ့စိတ်တွေနဲ့ပဲအလုပ်တွေကိုကြိုးစားလုပ်နေခဲ့ပါတယ်။အဖွားဖြစ်သူကတော့နေ့စဉ်နေ့တိုင်းအိမ်အလုပ်တွေပြီးသွားတဲ့အခါမှာအိမ်ရှိကိုပြစ်မှာထိုင်ပြီးသူအသက်တမချစ်ရတဲ့မြေးလေးပြန်လာမဲ့လမ်းကိုအဝေးကနေမျှော်ကြည့်နေတတ်ပါတယ်။အောင်လေအချစ်ဆုံးမြေးလေးမြို့ကြီးကနေဘယ်တော့မှပြန်လာမှလဲကွယ်။အဖွားကတော့မြေးလေးကိုအရန်လွှမ်းနေပြီ။အခုဆိုအဖွားလည်းတော်တော်လေးကိုအိုမီမဆွမ်းဖြစ်နေပြီလေ။မြေးလေးပြန်လာတဲ့အခါမြေးလေးရဲ့အောင်မြင်မှုကိုမြင်တွေ့နိုင်ဖို့အဖွားမှာအသက်ရှင်လျက်ရှိနေပါအောင်မလားကွယ်။ဖွားရှူဟာအသက်အရွယ်ကြီးရလာပြီဖြစ်တဲ့အတွက်အခုချိန်မှာကျန်းမာရေးကတိတ်မကောင်းတော့ပါ။တက်ကြီးရွယ်အိုရဲ့တဘာဝအတိုင်းမကြာခဏဖျားတတ်ပါတယ်။ဖွားချူကတော့မြေးဖြစ်သူဂတိပေးထားတဲ့အတိုင်းမြေးလေးရဲ့အောင်မြင်မှုကိုအရန်ကိုမြင်တွေ့ကျင်နေရပါဒီလိုနဲ့အချိန်4နှစ်ကုန်လွန်သွားတဲ့အခါမှာတော့အောင်လေးဟာသူရည်မှန်းထားတဲ့အတိုင်းပညာရေးမှာအောင်မြင်မှုတွေရရှိခဲ့ပါတယ်သူသင်ယူရရှိခဲ့တဲ့ပညာတွေကိုအခွင့်အလမ်းနှဲပါတဲ့ကလေးတွေကိုပြန်လည်ဝေမျှပေးဖို့နဲ့သူရန်ချစ်တဲ့အဖွားအတွက်အိမ်သစ်တစ်လုံးစောက်ပေးဖို့ရွာကိုပြန်လာဖို့သူရည်ရွယ်ထားပါတယ်အခုတော့ကျွန်တော်အောင်မြင်သွားပြီဖွာကျွန်တော်အဖွားသာဒီကြောင့်သိရတယ်အရန်ကိုဝမ်းသာနေပါပဲနည်းနည်းလေးထပ်ပြီးတီးကန်စောင့်ပေးပါအောင်ဖွာရဲ့ဒီဘက်ကအလုပ်ကိစ္စလေးတွေနည်းနည်းရှင်းလိုက်ပါအောင်မယ်မနေ့ပြန်ဆိုကျွန်တော်ပြန်တော့မယ်ကျွန်တော်ရဲ့အောင်မြင်မှုတွေကိုအဖွားကုန်ယူဝမ်းမြောက်အောင်တီချာပေါက်ယူလာပြီးမှာပါနောက်တစ်နေ့မှာအောင်လေးရွာကိုပြန်ရောက်လာတဲ့ခါမှာတော့တခုခုထူးခြားနေအောင်ခံစားလိုက်ရပါတယ်အိမ်ရှိမှာရွာသူရွာသားအများအပြားဟာဝမ်းနေပူဆွေးစွာနဲ့စုဝေးရောက်ရှိနေကြလို့ပါပဲအောင်လေးမိကြောင်းပြီးလို့ပြန်လာပြီပေါ့လေအခုမြ мян အိမ်ပေါ်တက်သွားလားမိအဖွားစုံသွားရှာပြီကွာအခုလိုကြားလိုက်ရတော့အောင်လေးရဲ့ရင်ခွင်တဲကိုမိုးကြိုးပစ်ချလိုက်တယ်လို့ပါပဲအဖွားဖြစ်သူကဒီလောက်မြ мян သူ့ကိုထားရိတ်ခဲလိုက်မယ်လို့အောင်လေးတကားမှမတွေးထားခဲ့ဘူးပါအောင်လေးဟာအဖွားဖြစ်သူရဲ့ရုပ်အလောင်းရှိမှဒူးတောက်ထိုင်ချလိုက်ပြီးဖြည့်စင်မရတဲ့ဝမ်းနဲ့ကြေကွမ်းမှုတွေနဲ့အတူငိုကြွေးပါအောင်လေအဖွားကျွန်တော်ပြန်လာပြီလေကျွန်တော်အိမ်မက်ခဲ့တဲ့အတိုင်းဆရာတယောက်ဖြစ်အောင်ကြောင်းပြီးခဲ့ပြီဖွားရဲ့အဖွားကြားရင်လားဟင်ကျွန်တော်ဂရိပေးထားတဲ့အတိုင်းအဖွားအတွက်အရာရာတော့ဖန်တီးပေးတော့မလို့လေဒါပေမဲ့အခုအဖွားကျွန်တော်နဲ့တူမရှိတော့ဘူးဆိုတော့ကျွန်တော်ဘလို့ဆက်ပြီးအသက်ရှင်နေထိုင်ရတော့မလဲအဖွားရဲ့အောင်လေးဟာကြာစင်းလာမျက်ရည်တွေမတားဆီးနိုင်ခဲ့ပါဒါပေမဲ့အောင်လေးဟာသူ့အဖွားတင်ပေးခဲ့တဲ့သုံးမစကားတွေအတိုင်းဘဝကိုအပြောင်းလဲမရှိဆက်လက်ရှောက်လန်းသွားမယ်လို့စိတ်ထဲကနေဂရိပြုလိုက်ပါဒီလိုနဲ့နှစ်ပေါင်းများစွာကြာသွားတဲ့အခါမှာတော့အောင်လေးဟာရွာလေးထဲမှာကျောင်းကြာတယောက်ဖြစ်လာခဲ့ပါတယ်သူတက်ကြွထားတဲ့ပညာတွေအသိဉာဏ်တွေနဲ့သူ့ရဲ့နှလုံးသားအပြေအဝကိုပေးအပ်ပြီး
ကလေးတွေကိုပညာသင်ကြားပေးနေခဲ့ပါတယ်။စင်ရဲနွမ်းပါမှုဆိုတာတားဆီးလို့မရတဲ့အတားဆီးမဟုတ်ဘူး။လုံနာဝရိယရှိပြီးကြိုးစားအားထုတ်မယ်ဆိုရင်လူတိုင်းအောင်မြင်နိုင်တယ်ဆိုတာကိုသူ့ရဲ့ကိုယ်ပိုင်ဘဝစကြောင်းနဲ့ကလေးတွေကိုအမြဲတမ်းခွန်အားပြီးပြောပြလေးရှိပါတယ်။အောင်လေးဟာကလေးတွေနဲ့ရွာသူရွာသားတွေချစ်ခင်အားထားရိုက်ဆရာတယောက်ဖြစ်လာခဲ့ပြီးသူ့ရဲ့ဘဝဟာဂုဏ်ယူစရာကောင်းတဲ့အောင်မြင်မှုတွေပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။တစ်ဖက်မှာတော့အောင်လေးကိုငငယ်ကအမြဲတမ်းလှောင်ပြအနိုင်ကျင့်ခဲ့တဲ့ဖုံးပြည့်ရဲ့ဘဝကတော့အောင်လေးနဲ့လုံးဝကိုကွာခြားသွားခဲ့ပါတယ်။ဖုံးပြည့်ဟာဘာမှရုန်းကန်စရာမလိုပဲတက်တာကြီးပြင်းလာရတဲ့အတွက်ကြိုးစားအားထုတ်မှုရဲ့တန်ဖိုးကိုမသိခဲ့ပါဘူး။ကျောင်းလေးပြီးအောင်မတက်ပဲလောင်းကစားကိုသာအကြီးကျယ်ဆွဲလန်းနေခဲ့ပါတယ်။မိဘတွေဆုံးပါသွားတဲ့အခါမှာတော့ရှိသမျှပိုင်ဆိုင်မှုစည်းစိမ်တွေအကုန်လုံးကိုလောင်းကစားလုပ်ဖို့ရောင်းချပစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘာအလုံးမှမလုပ်တတ်တဲ့ဖုံးပြဟာအသက်ရှင်တန်ဖို့အတွက်အမိုက်ကောက်တဲ့သူတယောက်အဖြစ်ကိုရောက်ရှိသွားပါတော့။ဒါကြောင့်လူကြီးတွေပြောလေးရှိကြပါတယ်။တီးခံခြင်းလုံလဝရိယရှိခြင်းနဲ့ကြိုးစားတင်ယူခြင်းဟာအောင်မြင်မှုစီသွားရလမ်းကြောင်းပဲတဲ့။ကောင်းမွန်တဲ့ဘဝဆိုတာပိုင်ဆိုင်တဲ့စည်းစိမ်ဥစ္စာတွေနဲ့တိုင်းတာလို့မရပါဘူး။ကြိုးစားအားထုတ်မှုနဲ့တီးခံမှုကသာအောင်မြင်မှုရဲ့တော့ချက်ပါပဲ။အောင်လေးဟာစင်းရဲတဲ့မိသားစုမှာမွေးဖွားပြီးမိဘမဲ့တယောက်ဖြစ်ခဲ့ပေမဲ့လေအနာဂတ်အတွက်လုံလဝရိယရှိကြိုးစားပြီးပညာကိုသင်ယူခဲ့တဲ့အတွက်သူအိမ်မက်မက်ခဲ့တဲ့အောင်မြင်တဲ့ဘဝတစ်ခုကိုရရှိခဲ့ပါတယ်။အခုလိုမျိုးစိတ်ဝင်စားစရာကာတွန်းပုံမြင်လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပေးခဲ့ကြပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်။